နာအတိတ်ကိုအတိတ်မှာတေးထားဖို့ခက်တော့ဘယ်ဖက်ရင်ရဲ့ပစ္စုပန်မှာနည်းနည်းတော့နာကျင်ရတယ်။အရင်လူဆိုပေမဲ့အရင်ခြေတွေကိုပြန်သွားလို့မှမရတော့တာ။မေဦးကိုလေယူးတွေတက်ဖို့ပြောရအောင်မယ်။တက်ဆန်ဆန်လွဲသွားတဲ့ဆက်လန်းမှာထိုင်နေရခိုးတန်းလေးကိုလည်းအပြစ်တင်လို့မရဘူး။သွားနေကြအေးဆိုင်ကိုလည်းအပြစ်တင်လို့မရပြန်ဘူး။ဘာမဆိုင်ညာမဆိုင်နဲ့ကကြမ္မာကိုလက်ညှိုးထိုးပြီးကိုတော့အပြစ်တင်လို့ရတယ်မလားအခြေတွေကိုလက်ထိုးဖို့နာရီကိုနောက်ပြန်လှည့်လဲဘာမှသုံးမိန်နဲ့အဆုံးအပြစ်ဆက်လောက်မှတ်ညာတွေနဲ့မိတ်ကြည့်တယ်ချွေရက်နိုင်တဲ့ရိုးတန်လေးအစနေသားကြနေတဲ့ရက်ကျွေအဆုံးအားကြရတယ်ဥဒုသုံးပါးစလုံးဘယ်ဟာဒီဖြစ်ဖြစ်ရန်တတ်တဲ့အကြောင်းဘယ်ရထားနဲ့ပဲဘူးတာကိုတဝန်လွာပွားရမလဲချင်းနဲ့စစ်မှာမတရားတာမရှိဘူးတဲ့စစ်မဖြစ်ပဲအချစ်ပါသွားတဲ့ရာဇဝင်မှာတယောက်တည်းစီချင်းထိုးရတာဘလို့ရွတ်တော့မှုခေါ်ရမလဲအလံပြူပြလိုက်ပါပြီပြန်မလာတဲ့လက်ကိုရှောက်ပြီးကြတဲ့အဆင်ပြေပါစေဆိုတဲ့စွတ်တောင်းမှာအစ်စ်ထက်ပေးလိုက်တဲ့မိတာရီရောပန်ပေးဘူးတဲ့စပယ်ပန်းအယောင်လေးပါဘယ်နေရာဖြစ်ဖြစ်ဘယ်ချိန်ဖြစ်ဖြစ်နောက်ဆိုတော့လဲရင်လူကရင်နေရာမှာပဲအရင်စစ်တွေနဲ့ပဲတိုက်ပတ်နေဦးမှာပါ